မှာတကယ်ချင်းဟောင်းနေနဲ့ပြန်တွေ့ရတော့နှစ်တင်မှာတကယ်ချင်းတစ်တင်များရမလားမသိဘူးเนาะမှန်တော့အဲ့ဒီတော်ရေးနဲ့တွေ့ချင်တာအဓိကမဟုတ်ပါဘူးသူတို့ရဲ့ကလေးကိုတော့တွေ့ရပဲဖြစ်ပါရှင်ကဲဆိုတော့စပြီးတော့မိတ်ဆက်ပေးရရင်ပြေဒါကတော့လောလောလတ်မွေးထားတဲ့ဂျူနီယာကလေးတွေဖြစ်ပြီးတော့ကျွန်တော်တွေကတော့စီနီယာတွေပေါ့နော်တော်ကြီးအမေမားနေမိမားနေတိုင်းဆက်ပြောငါတို့ကအုံနောက်ရှိလို့ဒီရွယ်ထိနေနေသေးတာနင်တို့ကအုံနောက်ရှိလို့နင်တို့ကလေးတွေမျိုးငါကြီးတာလည်းရှိကိုရကြတော့အမေပြင်းရတော့မပြောချင်တော့ငါရဲ့အေးအေးလေးပြောက်ပါဆိုရသူ့ရဲ့ဥစ္စာလေးကင်ထားတာဒါကတော့ကလိုရာတော့အပေါ်ကိုတက်လို့မရသေးဘူးဆိုလို့အောက်မှာပဲထိုင်ဆောင်နေရတာပါလူနာပါလိုက်ဆောင်ပေးနေရပါတယ်ဒါကတော့ခုနမင်းအောင်နဲ့ခလေးပါအပြိုလုံးနေတော့လေးတော်အဲ့ဒါပြောပါရတာဟုတ်တယ်အဲ့ဒါကိုပြောချင်တာအဲ့ဒီကလေးရောပြောလို့ရှိလို့အဲ့လိုဝမ်းမယ်နော်ဒါကစောင့်ဆွဲလိုက်အဘောပဲရှင်ကြကြီးကလေးကိုအဲ့လိုတွေကလုတ်သေးတော့ကလေးကိုကဲဆိုတော့ခုကတော့လောလောလတ်မွေးထားတဲ့ဥဝဲလေးကိုတွက်ကြည့်မှဖြစ်ပါရှင်ဒါကတော့ယောက်ျားလေးမှန်းသိအောင်လို့ပြနေတာပါစတိတ်ကျောင်းမာတွေကပေါင်းခဲ့ကြတဲ့တကယ်ချင်းတွေကအခုကလေးတွေရပြီးတော့မှပဲပြန်တွေ့ကြတာပါလေးတွေရကုန်ကြပါပြီငါပဲကျင်းတော့ပါကြောညာပါလေမြင်ပါတူတူပဲတူတူပါမြင်ပါဘူးဘာလို့ဝတ်တူနေတာချစ်ဘယ်ဖက်ချင်လားခဲခဲကြီးအောင်ပါစီလာတယ်ကာစီလာချင်တယ်လူရကလေးလေးကိုလည်းအဝါချပြီးပြီဆိုတော့လွယ်တဲ့ပစ္စည်းလေးရဲ့လက်ဆောင်လေးပေးဖို့ဆိုပြီးတော့ဝင်နေကြပါတယ်ကလေးရပြီးသွားလို့ရင်းချက်သွားမလားလဲမှတ်ရတယ်ဒါပေမဲ့အရင်တိုင်းမှာပဲစကွေထားတော့ပေါက်လို့ပဲစားရေးပြောနေကြတော့မှာကလေးပစ္စည်းလေးကတော့ပုတ်ကလေးလေးကိုခလာလိုင်းဒီချက်မြေကဘာလို့လဲဆိုတော့စားအရင်ကြီးတယ်သူစားအုပ်ထဲမှာတော့စားတော့အပြည့်ပဲဒါပေမဲ့သူကရဲ့အားနဲ့ကျတော့အားနဲ့ကျကစားရေးရစားကုန်ပြီးရဒါပေမဲ့အားနဲ့ကျကတော့ဒီတအုပ်ထဲမှာပဲသူကအတုံးပေါင်းရေးတာရှေ့တန်းကလူတွေကိုလေပေါင်းသားပြီးတော့လေစာအုပ်ကြီးကိုထောင်ပြခိုင်းတာလေထောင်ပြခိုင်းတာလေဒီလိုမျိုးလေးလေမနဲ့ညလုံးဝမမြင်အောင်ဒီကုန်းစီများဒီအဲ့ဒီတော့နေလေကဲဦးဝဲလေးကိုလည်းတွက်ကြည့်ပြီးရဲ့နောက်မှာတော့ဂလိုရာတို့ပိုက်လဲဆလာနဲ့ဆန်းချောင်းလေးနဲ့ဝင်ပြီးတော့စားပါတယ်တော့တဲ့နေ့ကခရစ်စမတ်နေ့မို့လို့လားမသိဘူးလူတွေလည်းရမ်းများတယ်ထိုင်စားဖို့လည်းနေရာမရှိဘူးအဲ့ဒါနဲ့လက်နဲ့စားလို့ရတယ်ရှောဝါမလေးပဲဝယ်စားလိုက်ပါတယ်ဒါကတော့အမှတွေ့ခဲ့တဲ့ Christmas baby လေးပါရမ်းချစ်ဖို့ကောင်းနောက်ဆုံးကျတော့အေးဆေးထိုင်စားလို့ရတဲ့မုံဆိုင်ကိုပဲရောက်သွားတယ်ပေါ့နော်ဆိုတော့သူတို့ရင်းနဲ့ကျောင်းတော့အကြောင်းရတယ်ပြောပြီးတော့ရီမိုးပြရွှေနဲ့တတိတာကိုတူကုံဆုံးလိုက်ပါတယ်ပါနဲ့မမဒီမှာငါတကယ်ချင်းကျေးဇူးအနောက်ကအမေမို့ဘူးလားနောက်ကလေးတော့ရောက်မှမရဘူးကဲဆိုတော့ဒီနေ့ vlog ဒီလောက်ပါပဲအားလုံးပဲ